ဗီဒီယိုကိုနောက်ဆုံးထိကြည့်ပေးမယ်ဆိုရင်သင်ဘဝကိုပြောင်းလဲစေနိုင်တဲ့အမှန်တရား၃ခုကိုသိရပါလိမ့်မယ်နံပါတ်1ဘဝမှာလူတိုင်းကိုသဘောကျအောင်နေရမယ်ဆိုတဲ့အယူအဆကကိုပင်ပန်းစေတဲ့အကြောင်းရင်းပါကိုမှန်တဲ့ထင်တာကိုယဉ်ကျေးသဘောထားနဲ့လုံနိုင်ရင်လုံလောက်ပါတယ်နံပါတ်2အောင်မြင်မှုဆိုတာမြန်ရတာမဟုတ်ပါဘူးဆက်တိုက်မရက်ပဲလုံနိုင်တဲ့သူကသာနောက်ဆုံးရောက်နိုင်တာပါဒီနေ့တစ်ချီလန်းတီးတီးလေးပဲဖြစ်ဖြစ်ရမထွားဖို့အရေးကြီးပါတယ်နံပါတ်3အချိန်ကိုစောင့်တဲ့သူထက်အချိန်ကိုအသုံးချတတ်တဲ့သူကဘဝကိုထိန်းချုပ်နိုင်ပါတယ်ဒီနေ့မလုပ်လိုက်တဲ့အရာကမနစ်ဖြန်မှာနောင်တဖြစ်လာနိုင်ပါတယ်ဒီအချက်တွေးတဲ့ကသင်ဘဝနဲ့အကိုက်ကြီးဆုံးအချက်ကဘယ်ဟာလဲ comment မှာမျှဝေပေးပါနော်ဒီလိုပညာပေးစာပေဗီဒီယိုတွေကိုဆက်လက်ကြည့်ချင်ရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်